လောကကြီးမှာရဲ့ကြီးဆုံးသောအရာတူပေါ်တူကျင်နာတရားများရှိနိုင်မှာမြည်စမ်းကြည့်ပါလာပါတဲ့ကျင်နာတရားစံကြောင်းတွေကရေလေးပမာစိန်လန်းတဲ့ကဘာချင်းငယ်တွေဟိုဒီပြေရှူမဝနိုင်တဲ့တာယာချင်းများနဲ့အိမ်လေးအေးချမ်းလိုက်တာစင်ရဲ့စရာဆိုတာဝေးဒုနီယာသူနေတော့မှာလူပြတ်တဲ့လာပါတဲ့နာဂစီစိန်လန်းတဲ့ကဘာချင်းငယ်တွေဟိုဒီပြေရှူမဝနိုင်တဲ့ဒါရချင်းများနဲ့အိမ်လေးအေးချမ်းလိုက်တာစင်ရဲ့စရာဆိုတာဝေးဒုနီယာ